အားလုံးပဲမင်္ဂလာပါဘလော့ပါယုံ YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ယုံအခုရိုက်ပြပေးမှာတော့ယုံတို့ခီးသွားတော့ငါလဲပတ်ခဲ့တဲ့နေရာလေးတစ်ခုကိုရိုက်ပြပေးမှာဖြစ်ပါတယ်ရှင်ယုံရဲ့ဘလော့လေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်ယုံတို့ကနေပြည်တော်ကနေရန်ကုန်ကိုမစင်းခင်မှာပဲခူးမုံလဲတော့ရမှာနှစ်ညအိတ်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ပဲခူးမုံလဲတော့ရကတဲ့ဥစရာတော်ကယုံတို့ရဲ့အမျိုးဖြစ်နေတာရောနောက်ပြီးရင်ယုံရဲ့အတော်ရောအတိတွေရောအများကြီးရှိနေတာဆိုတော့နှစ်ညအိတ်ဖြစ်လိုက်တယ်ယုံတို့ကိုတဲ့ဥစရာတော်ကဟိုဘက်ကရွှေပြူရောက်မှုကြပြီလားမေးတော့မရောက်သေးဘူးဖျားဆိုတာနဲ့အเจ้าကဆရာတော်တစ်ပါးနဲ့ယုံတို့ကိုလိုက်ပို့ခိုင်းခဲ့ပါတယ်အဲ့ဒါနဲ့ယုံတို့ကိုပို့ပေးလို့ရောက်ဖြစ်ခဲ့တာပါဒီရွှေပြူပဲခူး resort ကပဲခူးမုံလေတော့ရရဲ့ဘေးချင်းကပ်ရမှာရှိရပါဒီရွှေပြူပဲခူး resort ကဘလို့ရရှိလဲဘာရှိလဲဆိုတာကိုယုံကဆက်လက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးကြပါအောင်ရှင်ဒီရွှေပြည်ပဲခူး resort ဟာဆိုရင်ဟိုတယ်ပုံစံမျိုးလည်းဟုတ်တယ်ခီးသွားအသင်များလာရောက်လက်ပတ်တဲ့နေရာတစ်ခုလည်းဖြစ်တယ်ပြီးလို့ရှိရင်စားတော့ဆိုင်လည်းဟုတ်တယ်ပြီးလို့ရှိရင်အနားယူရကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဒီရွှေပြည် resort မှာဟိုတယ်တဲမယ်ဆိုရင်ဟိုတယ်ပိုင်းတွင်းထဲသို့ခီးသွားလက်ပတ်တဲ့သူတွေကလုံးဝဝင်ခွင့်မရှိတာကြောင့်မလို့ဟိုတယ်တဲမယ်ဆိုရင်စိတ်ချလုံခြုံစွာတဲခိုနိုင်ပါတယ်ယုံကတော့ဟိုတယ်မတဲလို့ဟိုတယ်ခန်းခါတော့ဘလောက်ယူလဲတော့မသိပါဘူးခီးသွားလေပတ်တဲ့သူတွေအတွက်ဆိုရင်တော့ဝင်ကြီးလေးတော့ပေးရပါတယ်ယုံတို့သွားတဲ့အချိန်တုန်းကဆိုရင်ကလေးတစ်ယောက်ကို3000ယူတယ်လူကြီးတစ်ယောက်ကို9000ကိုပိုင်ကားနဲ့ဝေးမယ်ဆိုရင်တော့2000ပေးရပါတယ်ယုံတို့ကတော့ဝင်ကြီးမပေးခဲ့ရပါဘူးယုံတို့ကမုံလေတော့ရကဆရာတော်တစ်ပါးနေလာတာဆိုတော့ဝင်ကြီးမြူကြပါဘူးဒီရွှေပြည် resort ကအကျယ်ကြီးဆိုတော့ ferry တွေစက်ပိုင်းတွေထားလို့ရတယ်ဒါပေမဲ့ယုံတို့ကတော့မငားခဲ့ပါဘူးဒီရွှေပြည် resort မှာဆိုရင်ဘဘူးပြလိုက်တဲ့ကိုရောက်သွားသလိုပါပဲဘဘူးရုပ်လေးတွေကိုတန်းစီလို့အသေးစိတ်ကနေအများကြီးထူထားပါတယ်ခွေးရုပ်လေးတွေရောရှိခေတုံးကပုံစံလေးတွေရောပြီးရင်တစ်ပင်လေးတွေရောအဲ့လိုမျိုးအများကြီးအသေးစိတ်ထူလုပ်ထားပါတယ်ဘဘူးတွေကိုလည်းတနေရာနဲ့တနေရာခွဲထားပါတယ်တနေရာနဲ့တနေရာကိုသွားတဲ့အချိန်မှာလည်းစိတ်ကိုလန်းဆန်းပုတ်ပါစီပါတယ်ဒီမှာဆိုရင်လည်းတနေရာပေါ့နော်ဖျားစင်းတူတော်ပုံကိုဘဘူးထူထားတယ်ပေါ့နော်ကဲနောက်တနေရာမှာဘလို့ဘဘူးရုပ်ထုလေးတွေထုတ်လုပ်ထားလဲဆိုတာကိုလိုက်ကြည့်ရအောင်ဗီဒီယိုလေးကိုဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်အခုဆိုရင်တော့နောက်တနေရာကိုသွားနေရပေါ့နော်လမ်းမှာလည်းကြည့်လိုက်ပါအောင်ဒီနဲ့ဆက်ခင်းနေရောဝါးပင်နေရောတကယ်ကိုမစိတ်ကိုလန်းဆန်းပြီးတော့အေးမြစေပါတယ်ဒီနေရာမှာဆိုရင်လည်းဘဘူးရုပ်ထုလေးတွေကတော်တော်များများစွစုံလင်းလင်းရှိတယ်ချင်းတစ်ရဲ့နဂါးရဲ့မွေရဲ့ပြီးရင်ကျွဲတွေနွားတွေမြင်းရောမြင်းပြန်ရောပြီးတော့ပင်လယ်တက်တော်တွေရောရှေ့ခေတ်ကပုံစံတွေရောရုပ်ထုထားတယ်တော်တော်ကိုစုံတဲ့နောက်တနေရာမှာဆိုရင်လည်းမြေချောင်းတွေရောတေးသေးလေးရောကြီးကြီးတွေအများကြီးပေါ့နော်တခြားရုပ်ထုတွေရောစုစုံလင်းလင်းကိုရှိတယ်အဲ့ဆိုတော့ဗီဒီယိုလေးကိုဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်
ပပူရုပ်ထုတွေလည်းအကုန်ကြည့်ပြီးပြီဆိုတော့ပြတ်နေတဲ့လျင်ကြီးစီကိုသွားပါမယ်လမ်းမှာဘဲလေးတွေရောတွေ့ရနေဗီဒီယိုလေးရိုက်ခဲ့ပါသေးတယ်ရေုံကတော့ဒီရွှေပြူ resort ကိုသွားလက်ကြည့်ဖို့အကြံပေးချင်ပါတယ်လူကြီးတွေအတွက်ဆိုရင်လည်းလေကောင်းရေတန်လိုက်ရတယ်ပြီးရင်တဘောဝရေအလှကိုလည်းခံစားလို့ရတယ်ပြီးရင်စိတ်ကိုလည်းလန်းဆန်းစေတဲ့အေးမြကြီးရဲ့အကြောင်းမလို့လူကြီးအတွက်လည်းအဆင်ပြေတယ်လူကြီးရောလူငယ်ရောသွားလို့အဆင်ပြေတဲ့နေရာလေးတစ်ခုဖြစ်တာကြောင့်မို့သွားလက်ကြည့်ဖို့အကြံပေးချင်ပါတယ်ရုံးရက်ဘလော်လေးကတော့ဒီလောက်ပါပဲရုံးရက်ဘလော်လေးကိုလည်းအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ကျမပြရှင်ကြပါစေဘိုင်ဘိုင်